အဲ့တော့ live ကိုသူ့ blue function လုပ်လဲဆိုတော့ကျွန်တော်အရင်ဆုံးလေ့လာမှာတော့ဘဝကိုကျွန်တော်ကလေ့လာရတာလေ့လာပြီးမှဒီမနှောကတော့ဘယ်လို manage လုပ်ရမယ်ဆိုတာလုပ်ရမှာဒီမနှောနဲ့ manage လုပ်ပါကျွန်တော်ကဒါမှမဟုတ်သတိပညာဒီမနှောမှာဖြစ်အောင် manage သင်ရအောင်ဒါပေမဲ့ကျွန်တော်က live ကိုအဲ့လိုကြီးမမြင်ဘူးနဲ့ဟိုကျွန်တော်တို့တပ်ပင်ညူတာညံကြီးနဲ့ဟောတာတဲ့ဘက်ကိုလည်းရောက်ရောကျွန်တော်ဘလို့မှလိုက်လို့မရတော့နားမလည်နိုင်တော့ဘူးကျွန်တော်နားမလည်နိုင်တော့ဘူးပြောချင်တာကျွန်တော်ညံအဲ့လောက်မမိဘူးကျွန်တော်ကဒီလောက်ဖုန်းတောင်မှညံတားမိတာမဟုတ်ကွန်ပျူတာတွေတောင်မှအဲ့တော့ကျွန်တော်တို့ရဲ့ဟာကပြဿနာတဲ့တာကျွန်တော်တို့မှာဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အရင်တော့မျိုးမျိုးပြောဦးတယ်ပြီးကျွန်တော်နိုင်ငံခြားရင်တော့ပြင်ရလွယ်တင်လိုက်တယ်သူကဟိုကတင်ပြလိုက်တာဗောနောက်ဆုံးပေါ်ဟာကြီးကိုရှိလာတော့ဘာမှလုပ်လို့မရဘူးကျွန်တော်တို့ကမြတ်စွာဘုရားရဲ့တရားတွေလက်တာဟိုဒါတိတ်မှုတယ်ကောင်းလို့ねကျွန်တော်ဘာမှလုပ်လို့မရဘူးကဏ္ဍကိုမမြင်ဘူးအဲ့တော့ကိုနိုင်တဲ့ဟာတခုကိုကျွန်တော်တို့လေးလာတဲ့တယ်ဗောနော်ဒါလည်းအများဖြင့်ကောင်းတိုင်းလိုက်လို့မရဘူးကိုအတိုင်းစီလဲကိုသိရသေးတယ်ပြောချင်တယ်